မင်္ဂလာပါအလင်းမဖောက်တဲ့ like ကလေးတခုလုပ်ပြပါမယ်ဒါတော့တကိုက်1000ပါဒီကောင်လေးကတော့9ပေ1000ကျပ်ကြပါအလူမီနီယံပိုက်လေးပါဒါလေးကတော့သူ့ကိုချိတ်တဲ့ဂျိတ်ပေါ့နော်တခု3000လောက်ကျရတယ်စူပါဂလူးလိုမယ်ပြီးဆိုလို့ရှိရင်ကျွန်တော်ပေချိုးဘူးလိုမယ်ကက်ကြီးလိုမယ်ပြီးတော့ဂွင်းပိတ်တဲ့ဖောက်တန်လေးလိုမယ်အရင်ဆုံးကျွန်တော်ဒီကူရှင်သားကို2လက်မလောက်ပေါ့နော်ခက်မှန်းကြည့်လောက်ပေါ့အဲ့လောက်တိုင်းပြီးတော့ကျွန်တော်စူပါဂလူးနဲ့လိုက်ကပ်ပါတယ်တခုတော့ရှိရပါတော့ကျွန်တော်ဒီလိုကက်တဲ့အပိုင်းမှာဆိုလို့ရှိရင်နည်းနည်းလေးတော့စိတ်ရှည်ရတယ်နည်းနည်းလေးတော့တီးခံတယ်ဗောကျွန်တော်ခါကြလို့ရှိရင်ကျွန်တော်မညီတာတွေဘာတွေအဲ့လိုပုံစံမျိုးကျွန်တော်ဖြစ်တတ်တယ်ဗောနော်ဘာလို့တော့အရှည်ကြီးဖြစ်တတ်တော့ဗောနော်အခုလိုမျိုးဒီအားလုံးကက်လို့ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်အပေါက်ကလေးစဖောက်ပါမယ်ဒီအပေါက်လေးကျွန်တော်ပါဆိုဂွင်းတက်မှာမလို့ဗောနော်အဲ့ဂွင်းကကျွန်တော်ဒီဘလိုပုံစံမျိုးလေးလဲဆိုတော့ဒီကျွန်တော် plastic လောင်းတဲ့ဆိုင်တွေမှာဒီကျွန်တော် plastic လောင်းပြီးဆိုလို့ရှိရင်အဲ့ဂွင်းလေးပေါက်ဖောက်ပြီးတော့မှကျွန်တော်ဒီရွှေကွက်လေးပေါ့နော်အဲ့အဝိုင်းလေးနဲ့ပြန်ပြီးတော့မှပြန်ပြီးပိတ်ပါတယ်အဲ့ဟာလေးကျွန်တော်လုပ်ဖို့ပါအဲ့ဒါလေးပြီးဆိုလို့ရှိရင်တော့ကျွန်တော်ကဒီအကွင်းလေးမှာတက်ဖို့ကျွန်တော်တွတ်ကြိုးနဲ့ချိတ်လိုပုံစံလေးကျွန်တော်လုပ်ပါတယ်ဒီနေရာမှာပေါ့နော်ဒီတက်ပို့ပြီးတော့မှတောင်းနေကျွန်တော်ဒီတန်ကွင်းလေးလည်းတုံးလို့ရတယ်နော်ဒါအဲ့တန်ကွင်းနဲ့ကျွန်တော်ရှာဝယ်တာမတွေ့လို့အဲ့ဆိုတော့ဒီကျွန်တော်တွတ်ကြိုးပဲပြန်ပြီးတော့မှကောက်ကိုပုံစံလေးပြန်ဝင်အောင်ပြန်ခောက်ပြီးတော့မှချိတ်လိုပုံစံမျိုးလေးလုပ်ရတာပေါ့နော်အဲ့တော့တကယ်တမ်းမှန်တိုင်းပြောမယ်ဆိုလို့ရှိရင်တော့အဲ့လိုဒီအဝိုင်းကွင်းလေးရှိတယ်ဆိုလို့ရှိရင်တော့နည်းပိုကောင်းတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒါတွေဖောက်ဆရာမလို့နော်လောလောကူနဲ့ပြီးတယ်မြင်ဆန်ဆန်နဲ့ပြီးရကျွန်တော်ကတော့သူ9ပေါက်ဖြစ်တဲ့အတွက်ကျွန်တော်တို့9ခုလောက်ထားတာပါနော်9ခုလောက်မှသူကဒီ like ကဟိုဘက်ချိတ်ဒီဘက်ချိတ်အဲ့လိုပုံစံမျိုးနဲ့တွားလို့ကောင်းတာပါနော်ဒီမှာဆိုလို့ရှိရင်သူဖောက်ထားပြီးသားအပေါက်ကလေးကျွန်တော် like ချိတ်တယ်တပေါက်ပြီးတပေါက် like ချိတ်ဒီဟာလေးကကျွန်တော်ဒီမိုးကကူရှင်သားလေးပေါ့နော်ကျွန်တော်ဒီ sofa ခုံတွေချုပ်လို့ရှိရင်3နာနဲ့တူတယ်ကျွန်တော်အဲ့လိုအသားမျိုးဒီကောင်လေးကအလင်းမဖောက်ဘူးဒီကောင်လေးအလင်းဖောက်ဖို့နဲ့ရခိုင်တော့နည်းနည်းတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီအလင်းမဖောက်တဲ့ cancel light ကနေ light မေးကြည့်တော့တခုကိုတင်3လောက်ရှိရင်အဲ့တော့ကျွန်တော်ဒီရဲ့ကူရှင်လေးကိုကျွန်တော်စဉ်းစားမိတာပေါ့ဒီကောင်ဆိုလို့ရှိရင်တော့ထူတယ်ဒါဆိုလို့ရှိရင်တော့အလင်းမဖောက်နိုင်ဆိုတဲ့အတွေးလေးနဲ့ကျွန်တော်လုပ်ကြည့်တာပေါ့နော်အဲ့တော့ဒီမှာဒီကျွန်တော်9ပေါက်စလုံးအဲ့လိုခွင်းလေးလိုက်တက်ပြီးသွားပြီဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီဆောနာကျွန်တော်ဝယ်လာအလူမီနီယံပိုက်လေးမှာအကုန်စုပြီးတော့မှတက်လို့ရပြီနော်ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ဒီကျွန်တော်တန်ပိုက်လုံးလေးတဲ့တစ်ခါတည်းထိုးပေါ့နော်တန်ပိုက်လုံးလေးတစ်ခါတည်းထိုးပြီးဆိုလို့ရှိရင်အပေါ်မှာကျွန်တော်ဒီကတ်ထားတဲ့တက်ထားတဲ့အဲ့ရဒီဆောနာကျွန်တော်ပြတဲ့ဂွင်လေးမှာပဲပြန်ပြီးတော့မှတက်လိုက်ရပါနော်ဒါဆိုလို့ရှိရင်ဒါဆောနာအရင်လင်းနေဗျအခုတော့ပိတ်ချလိုက်တယ်ဆိုလို့ရှိရင်တော်တော်အလင်းကတော့ပိတ်သွားတယ်ဗျနော်ဒါဆိုရင်ခန်းစည်းတက်ပြီးတော့မှမှောင်သွားတဲ့ပုံနဲ့ခန်းစည်းဖိတ်လိုက်လို့ရှိရင်လင်းနေတယ်အလင်းအောင်မြင်ခွင့်လေးပေါ့နော်အားလုံးကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုလေးလည်းချက်လောက်စောင့်ကြည့်ပေးကြပါဦးဗျ